ဒုတိယအနေနဲ့မေးချင်တဲ့မေးခွန်းကတော့ပေါ့နော်ဒါဆောနာကြတော့ဒါဘယ်လိုမျိုးလုပ်ရမယ်ဆိုတာပြောပြီးပြီဆိုတော့ကိုကျောင်းလာတက်မဲ့သူတွေပဲဖြစ်ပေါ့လေအဓိကသူတို့အနေနဲ့ရောဘယ်လိုမျိုးတွေဘာတွေကြိုတင်ပြင်ဆင်ခဲ့ရမလဲဘာတွေလိုအပ်လဲဆိုတော့ရှောင်းရန်ဆောင်ရန်လေးတွေလည်းပြောပြပေးပါဦးတချို့ကသိရင်သိမှာပေါ့နော်ကျွန်မရဲ့ကိုပိုင်ဗီဒီယိုတွေမှာလည်းပြောခဲ့တယ်ဆိုတော့အဓိကတော့ခုနပြောတဲ့ဘာလဲကိုကနေရာအစ်စ်မှာတွားရမှာဘာသာစကားမသိရဲ့နေရာဒေသဆိုတဲ့ခါကျတော့စိတ်တက်ကိုပေါ့နော်အဓိကဘယ်လိုပဲကြုံပါဖြစ်ဖြစ်အဆုံးထိရှောက်မယ်ဆိုတဲ့စိတ်တက်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကတော့ဒီဟာကိုဆုံးဖြတ်ချက်လုံးဝခိုင်မာမှလာခဲ့ကြပါဆိုတဲ့ဟာပြောချင်တယ်ဆိုတော့တကယ်ကြုံတွေ့ရတဲ့ဟာတွေကအပြောအလွေလေးနော်တကယ်တမ်းလက်တွေ့အရန်ခက်တယ်တရက်တောင်မှဂုံဆုံးဖို့ရန်ခက်တယ်လို့ခံစားရတဲ့အချိန်လေးရှိရဆိုတဲ့ခါကျတော့အဲ့ဒါလေးပြောချင်တယ်နောက်တစ်ခုကတော့ဒီဘာသာစကားပေါ့လေဘာသာစကားကိုအနေနဲ့အများပြင်ဆင်လာပါတကယ်လို့ကိုကဒီဧပြီလကနေစပြီးမှ7တိုင်းကလူကြီးကျန်တဲ့အတိုင်းကိုဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မျိုးစကားသင်ချင်းမရှိတော့ပါနဲ့ဆိုရင်အင်္ဂလိပ်ကိုပေါ့နော်အတတ်နိုင်ဆုံးပြင်ဆင်လာပေါ့နော်နောက်တစ်ခုကဒီချမ်းစာအုပ်တွေပါညာယူလာတာကောင်းတယ်ဘာဖြစ်လို့လဲဆိုမီဇိုရမ်မှာကအကုန်လုံးခရစ်ယာန်ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘယ်လိုပြောမလဲပထမဦးဆုံးကျောင်းမဆခင်မှာဆူတောင်းနေเนาะအဲ့လိုမျိုးပြီးတော့ကျောင်းဆင်းလို့ရှိရင်ဆူပြန်တောင်းပြီးမှပဲပြီးတယ်အဲ့လိုမျိုးတွေရှိတယ်ဆိုတဲ့အခါကျတော့ဒီပြီးတော့ကိုအတွက်လည်းဒီကျန်းစာဥပဒေပညာယူသွားတယ်ဆိုတာလေကောင်းတဲ့အရာပဲကိုဟာကျမဆိုလို့ရှိရင်အများကြီးစစ်ပစ္စည်းခဲ့တဲ့ချင်းစတန်းစာပဲအမြဲတမ်းဖတ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကျန်းစာအုပ်လေးတွေယူလာကြပါအဲ့ဒါပြောချင်ပါတယ်ပြီးတော့တိချနာရီပါညာပေါ့နော်ရှိလို့ရှိလေကျမတို့အချိန်မရွေးအမြဲတမ်းလာမေးလို့ရပါတယ်ကျမတို့လာမေးတဲ့သူတွေအများကြီးရှိခဲ့ပေမဲ့ကျမလည်းတစ်ခါတလေကြာရေအချိန်မပေးနိုင်တဲ့ဟာတွေအများကြီးရှိပါတယ်အချိန်ကျရင်လည်းအများကြီးရေးခဲလိုက်ပေါ့နော်ရေးခဲလိုက်ပြမကျွန်တော်အားတဲ့အချိန်မှာတေချာလေးပြန်ဖြည့်ပေးတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်ပြီးတော့ဘယ်လိုပြောမလဲဆိုရင်အဲဆိုမှာကျွန်မကိုယ်ရရှိတုန်းကတော့ကိုယ်ရိုင်းလိုအပ်တဲ့ပစ္စည်းတွေလိုက်ဝေပေးတာအစဘယ်အကြောင်းတွေကိုရွေးချယ်ရမယ်ပြီးတော့ပေအကြောင်းတွေမှာဆွေအစလေးဥပမာအကြောင်းကြီးကိုယ်ရိုင်းတွေနဲ့တွေးပြီးမှတေချာလေးကျွန်မလုပ်ပေးခဲ့ပါတယ်ဒါပေမဲ့အခုတချို့သူတွေပေါ့နော်အဲဆိုမှာရှိထင်မှလို့လုပ်ပေးဖို့ကူညီတာတောင်းတကြလို့ပြောချင်တာလေကျွန်မအဲဆိုမဟုတ်တဲ့အတွက်ကြောင့်ကျွန်မအကြမ်းမပေးနိုင်နဲ့ဘလို့ဆိုတာကိုတော့အမြဲတမ်းလာလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီ physical အနေနဲ့တော့ကျွန်မမကူညီနိုင်တာကိုစိတ်မကောင်းဖြစ်မိတယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်ပါတယ်ဟုတ်ပြီကျေးဇူးပဲညီမလေးပေါ့နော်ဆိုတော့ဒီညီမလေးစီမှာဆိုလို့ရှင်တော့အဓိကအကြောင်းတက်မဲ့အကြောင်းတို့အကြောင်းသားတွေနဲ့ဝင် join လို့ရတယ်သူ့ရဲ့တင်တန်းပဲဖြစ်ပေါ့နော်ဒီချင်တာတွေဆိုလည်းအကုန်မေးလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ကျွန်မကတော့ဒီမှာအကြောင်းတက်တဲ့သူမဟုတ်တဲ့ခါမှာပေါ့နော်ဒီဟာတွေကျွန်မမကူညီပေးနိုင်ဘူးဒါကျွန်မနားလေတချွန်းတဲ့အပိုင်းလည်းမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်မရဲ့ဗီဒီယိုကိုအမြဲတမ်းကြည့်နေတဲ့သူတွေမှာဒါမျိုးနဲ့ပတ်သက်ပြီးတော့အသိချင်တဲ့သူတွေရှိပဲဆိုတာကျွန်မတွေးမိတယ်ပေါ့နော်ဒါကြောင့်ညီမလေးတွေကိုဒါလေးမိတဲ့ဗီဒီယိုလေးကျွန်မလုပ်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့အားလုံးအဆင်ပြေဖို့မျှော်လင့်နေပြီးရင်ဆောနာပြောသလိုမျိုးပဲဒီလူနာဆောင်းတဲ့သူပဲဖြစ်ကိုယ်တိုင်ကလူနာဖြစ်နေမဲ့ဖြစ်ပေါ့နော်ဘာတာစကတ်ကျွမ်းဖို့လိုတဲ့အချိန်မှာဒါမျိုးတွေမှာတက်ချင်တာတိချင်တာရှိလို့ရှင်လဲမေးလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးရင်ညီမလေးကကျတော့သူအကြောင်းတက်နေတဲ့အချိန်မှာအမြဲတမ်းမအားဘူးပေါ့နော်မအားတဲ့ချိန်တွေများရဲ့အတွက်သူ့ဘာလဲသူရှိတဲ့ဘယ်လိုလဲအချိန်ပိုလေးတွေကိုပေါ့နော်သူဒီလိုမျိုးလုပ်နေရတာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးရင်တော့တစ်ခုပြောချင်တာတစ်ခုကတော့သူကဒီစာနဲ့ဒီချာလေးတင်ပေးတဲ့သူဖြစ်တယ်သူကိုယ်တိုင်ကလည်းအကြောင်းတက်တဲ့သူဖြစ်တဲ့ခါမှာပေါ့နော်ဒီချာလေးလုပ်ပေးနိုင်တယ်ပြီးရင်နောက်တစ်ခုဒါအခုပြောရင်းနဲ့မှကျွန်မစိတ်ထဲမှာပေါ်လာတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒါအဓိကဒီအကြောင်းသူအကြောင်းသားတွေအနေနဲ့တော့ရေးသားဖတ်တတ်ဖို့ဒါအလုံးဝအရေးကြီးတဲ့အရာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနည်းနည်းလူကြီးပိုင်းလူနာဆောင်ပြလို့ပြောမလားဒါမှမဟုတ်လည်းအဲ့မှာဒီမီဇိုရမ်မှာနေထိုင်ဖို့အတွက်ပေါ့နော်ဒါမီဇိုစကားကိုနားမလဲတဲ့သူတွေပေါ့ဒီလိုမျိုးအတိကဒီလုံးဝရေးတာဖတ်တာတော့ကျွန်တော်တို့အတွက်ခက်ခဲတယ်ဒီလိုစကားပြောတာပဲလုံးဝ speaking only ပေါ့နော်အဲ့လိုမျိုးလေးပဲတတ်ချင်တယ်တင်ချင်တယ်ပေါ့လေဒီလိုမျိုးလေးတွေအတိချင်တဲ့သူရှိရဆိုတော့ကျွန်မကိုလာပြီးမိလို့ရတယ်speaking only ကိုတော့ကျွန်မတင်ပေးနိုင်တယ်ပေါ့နော်လိုအပ်တဲ့ပြောဖို့ဆိုဖို့သွားဖို့လာဖို့တွေဆိုရင်ကျွန်မ speaking only ကိုတော့ကျွန်မတင်ပေးနိုင်တယ်ဒါပေမဲ့ရေးပဲဖတ်မယ်အဓိကအကြောင်းသူအကြောင်းသားတွေနဲ့ဆိုလို့ရှင်တော့ကျွန်မအဲ့ပိုင်းတော့အားနေပါတယ်ဒါညီမလေးကိုသွားပြီး join လို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပြောချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ပြီးတော့တကယ်လို့ပေါ့နော်ကိုကြီးရဲ့ဒီ Zoom တင်နမ်းမှာ join ချင်ခဲ့မယ်ဆိုလို့ရှင်တော့ကျွန်မကလူအများကြီးကိုတင်လိုက်ပြီးမှဘယ်သူမှမရသွားတာမျိုးမဖြစ်စေချင်ဘူး
ဆိုတဲ့ခါကျတော့အချင်းပြည့်တဲ့နိုင်မဲ့သူရဲ့ကျေးဇူးပြုလာ join ပေးကြပါပေါ့နော်ကျမတို့အခု16ရက်ဆိုလို့ရှိရင်ပထမ first batch ကပြီးတော့မှဖြစ်တယ်ဒုတိယ batch ကိုကျမပြန်ဖွင့်ပေးမယ်ပေါ့နော်အဲ့အချိန်ကြလို့ရှိရင်အချင်းပြည့်တဲ့နိုင်မဲ့သူရဲ့ပြီးတော့ကျမအင်စာရပေးတယ်အဲ့ဟာကိုလိုက်လုပ်မဲ့သူရဲ့ပြီးတော့အဲ့လိုမျိုးတပတ်မှ4ရက်ပဲတင်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုထိုင်ရလောက်ပြတ်တယ်ဆိုရင်သင်ခန်းစာတော်တော်လေးပြတ်တယ်ပေါ့နော်ဆိုတော့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်တော့ဟိုဖြစ်နိုင်ရင်ကျမလာမ join စေချင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ပြင်ပန်းရကျိုးနဲ့ချင်နေပြီးတော့တကယ်ကို emergency အနေနဲ့လိုအပ်မဲ့သူတွေចောင်းသားចောင်းသူတွေပြီးတော့အဲ့ဒီဟာလူနာဆောင်တွေပေါ့နော်ခုနပြောတယ်လူနာဆောင်တွေဖြစ်မဲ့လူနာတွေကိုယ်တိုင်ဖြစ်မဲ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျမကအမြဲတမ်း welcome လုပ်ပါတယ်အကောင်းဆုံးကျမလုပ်ပြပါမယ်ဆိုတဲ့ဟာကိုကျမပြောချင်တာဖြစ်တယ်နော်ဟုတ်ပါတယ်ပြီးဒီဗီဒီယိုရဲ့ comment လေးမှာလည်းဒီညီမလေးရဲ့အကောင့်ကိုကျမ link ချပေးထားမှာဖြစ်တယ်ဒါကြောင့်သိချင်တာရှိလို့ရှိရင်ဒီညီမလေးရဲ့ link ထဲမှာပေါ့နော် comment မှာရေးပေးထားမယ်ဒါကြောင့်သူရဲ့ညီမလေးစီမှာသွားပြီးမေးမြန်းလို့ရတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ဟိုပါလေဆက်နှစ်တန်းပြီးထားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်း university အကြောင်းတွေပေါ့နော်ဟုတ်တယ်အဲ့ဒါတွေကိုလည်းလာမေးလို့ရပါတယ်ကျမအကြံဉာဏ်တီးတလောက်ပြောပြပေးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကလည်းဘယ်သူဘယ်ဟာကိုမေးရမလဲဆိုတော့တော်လေးခက်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးလာမေးလို့ရတဲ့အကြံဉာဏ်တွေလာတောင်းလို့ရတယ်ပြီးတော့ဒီ NUG မှာပြီးထားတဲ့ចောင်းသားចောင်းသူတွေအနေနဲ့ဆိုလို့ရှိရင်လည်းပဲလာမေးကြည့်ပါပေါ့နော်တစ်ဖက်ကအခြေအနေတွေ NUG ကဟာတွေကိုလည်းခံပေးအကြောင်းတွေရှိတယ်အဲ့လိုမျိုးတက်ကတူတွေပေါ့နော်ဆိုတော့ဒီဟာတွေကိုလည်းကျွန်မတတ်နိုင်တဲ့လောက်ပြောပြလို့ရတယ်ပေါ့နော်ဒီလိုမျိုးအမြဲတမ်းပညာရေးနဲ့ပတ်သက်တဲ့ဟာတွေကိုအမြဲတမ်း discussion လာလုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မပြောချင်ပါတယ်ဟုတ်တယ်လုံးဝသတင်းကောင်းပဲเนาะအရင်ကျေးဇူးတင်တယ် okay ဆောနာပြောသွားတယ်လို့မျိုးပဲဒီဗီဒီယိုလေးအကြောင်းအားလုံးအကျိုးရှိဖို့မျှော်လင့်တယ်အားလုံးကျေးဇူးများတင်တယ်ညီမလေးကိုလည်းကျေးဇူးများတင်တယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗီဒီယိုလေးကိုစုံထင်ကြည့်ပြီးတဲ့သူအားလုံးလည်းကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေပါပြန်တွေ့ကြပါเนาะတတာအားလုံးကျေးဇူးတင်ပါတယ်